Kawasaki Z900 model 2020 SE လေးပဲဖြစ်ပါတယ်เนาะရုပ်ပြောင်းပါခင်ဗျအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့အပုနေညီကိုများဆိုင်ကစားကနေကြိုဆိုလိုက်ပါတယ်ခင်ဗျညီကိုတို့ကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာတော့ Kawasaki Z900 model 2020 SE လေးပဲဖြစ်ပါတယ်เนาะညီကိုခုနေ့ကကျွန်တော်မိတ်ဆက်ပေးထားတဲ့တပုံစံနဲ့တူတဲ့ရှားလိုက်နေတဲ့ဘိန်းကတော့စိုးအောက်သွားတယ်ခင်ဗျလာရောက်ကြည့်ရှုဝယ်ယူသွားတဲ့ညီကိုကိုလည်းကျွန်တော်ကျေးဇူးအထူးတင်ပါတယ်เนาะကဲကောင်းလေးကိုကျွန်တော်17ချက်နှုတ်ပြပါမယ်ခင်ဗျဘိန်းကတော့တော်တော်ရှယ်ပါတယ်เนาะညီကိုအင်ဂျင်တွင်းမွေးရတော့လုံးဝကိုအာမခံပါတယ်ဖွင့်လက်မရှိတော့ကျွန်တော်အာမခံပြပေးပါမယ်ခင်ဗျအင်ဂျင်ဘူးတွေကဒါပါမယ်ဒီဗီရေးစင်းတွေလည်းတက်ပေးထားတယ်เนาะညီကိုရေ all weight အပြည့်နဲ့ပါเนาะညီကိုရေဒီ all weight တို့မှဒီဗမန်လေးကလွဲလို့เนาะကျန်တာ all ဒီ all weight ပါเนาะနှာခမ်းမွေးလေးလည်းအပိုင်းလေးပါတယ်เนาะညီကိုရေကဲဒီလိုမျိုးဘိန်းရှယ်ကြီးကိုတော့ကျွန်တော်တို့လိုချင်တော့ကျွန်တော်တို့အပုနေညီကိုများမှာလာရောက်ကြည့်ရှုဝယ်ယူနိုင်ပါတယ်เนาะ original အိတ်ကောင်းနဲ့ရပါမယ်เนาะဒီလိုကျွန်တော်ဒီပါလေးနည်းနည်းပုတ်ပြပါခင်ဗျစက်တန်လေးကလည်းလုံးဝကိုညှက်ထွက်နေမှာเนาะဒီကောင်လေးကကီလို1000နဲ့မှ2000စွန်းစွန်းလေးနဲ့ရပါမယ်เนาะတာယာဆေးလိုက်မှညာလဲလုံးဝအပြည့်ကြံပါမယ်ညီကိုလေးဒီကောင်လေးကိုကျိုင်းနေတဲ့လို့ဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဆိုင်ရဆိုင်ရှိတဲ့မန္တလေးမျိုး69လမ်း44တိကြားမှာလာရောက်ကြည့်ရှုဝယ်ယူလို့ရတယ်လို့ကျွန်တော်ရဲ့ဖုန်းနံပါတ်0969623224 Viber မှာလည်းလာရောက်ပြောလို့ရတယ်လို့ဖုန်းဆက်ပြီးတော့လည်းလာရောက်စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါတယ်เนาะကဲစိုးအောက်သွားရဲ့ဘိန်းတွေကလည်းအများကြီးပါเนาะ R1 တွေလည်းစိုးအောက်သွားပြီ R6 တွေလည်းစိုးအောက်သွားပြီဗျာဒီတိုင်ယာဘဲလေးလည်းစိုးအောက်သွားပြီဗျာဒီလာမှာတော်တော်များများကိုစိုးအောက်ထားတယ်เนาะကဲနောက်တဲ့ညီကိုတွေရောင်းချင်းဝယ်ချင်းလို့ချင်းလဲကျွန်တော်တို့အပုနေညီကိုများကိုလာရောက်ဆက်တွေ့လို့ရတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်